ကချင်ပြည်နယ်သည်တရုတ်အိန္ဒိယနိုင်ငံတို့နဲ့နယ်နိမိတ်ထိစပ်နေပြီး Belt and Road Initiative ကုန်သွယ်ရေးစီမံကိန်းအတွက်စီးပွားရေးအချက်အခြာကျတည်တာမကစိန်ခေါ်မှုနဲ့အတူအခွင့်အလမ်းများစွာရှိသောပြည်နယ်တစ်ခုဖြစ်ပါသည်လူဦးရေ1.6 တန်းကျော်ရှိပြီးမတူကွဲပြားသောလူမျိုးပေါင်းစုံဘာသာပေါင်းစုံစုပေါင်းနေထိုင်ကြပါသည်ပြည်နယ်၏စီးပွားရေးလုပ်ငန်းများဖြစ်သောတဘာဝတယံဇာတတူဖော်တီလုပ်ငန်းမိယိုးဖလားတောင်ယာလယ်ယာစိုက်ပျိုးမွေးမြူရေးနဲ့ရက်ကန်လုပ်ငန်းများကိုအဓိကလုပ်ကိုင်ကြပါသည်အချင်းပြည်နယ်တွင်အလုံးလုံးနိုင်သည့်အသက်အရွယ်ပမာဏ66ရာခိုင်နှုန်းရှိတော်လဲကျွမ်းကျင်လုပ်သားပမာဏနဲ့စုဦးတည်ထွင်လုပ်ဆောင်နိုင်မှုများလုံလောက်မှုမရှိပါထို့ကြောင့်ကချင်လန်း College တွင်ကချင်ပြည်နယ်၏ရည်ရှိတည်တံ့ခိုင်မြဲသောစီးပွားရေးလုပ်ငန်းများပုံမူများပြားလာစေရန်ရည်ရွယ်၍ Entrepreneurial Business Management Program ကိုဖွင့်လှစ်ထားပါသည် Entrepreneurial Business Management Program တွင်စာသင်ခန်းအတွင်းသင်ယူလေ့လာမှုသာမကလက်တွေ့ကွင်းဆင်းလေ့လာသင်ယူနိုင်သည့်အပြင်အထူးချွန်ဆုံးကျောင်းသူကျောင်းသား60ရာခိုင်နှုန်းသည်အလုပ်အကိုင်အခွင့်အလမ်းအသင့်ရရှိမှာဖြစ်သည်ဒါကြောင့်ကချင်ပြည်နယ်၏အနာဂတ်စီးပွားရေးကောင်းဆောင်များပေါ်ထွန်းလာစေရန် Kachin Land College နဲ့အတူလက်တွဲလှုပ်ဆောင်သွားကြပါစို့ To lead us to serve Kachin Land College